ငွေဝယ်လို့မရတဲ့ချမ်းသာကြွယ်ဝမှုရှစ်မျိုးတစ်ကျန်းမာရေး health ကိုကျန်းမာပြီးစိတ်ကျန်းမာနေခြင်းဟာငွေနဲ့မဝယ်နိုင်တဲ့အရေးကြီးဆုံးချမ်းသာမှုပါနှစ်အချိန် time အချိန်ကုန်သွားရင်ပြန်မရနိုင်ပါဘူးငွေဘယ်လောက်ရှိရှိအချိန်ကိုဝယ်လို့မရပါသုံးမိသားစုချစ်ခြင်း family love မိသားစုရဲ့အချစ်နဲ့အားပေးမှုတွေကိုငွေနဲ့မဝယ်နိုင်ပါလေမိတ်ဆွေကောင်းများ true friends အမှန်တကယ်ကူညီပေးတဲ့မိတ်ဆွေကောင်းတွေဟာငွေနဲ့မရနိုင်တဲ့ချမ်းသာမှုပါငါပညာ knowledge ပညာဟာသင်ယူခြင်းနဲ့ကြိုးစားခြင်းကနေရတာဖြစ်ပြီးငွေနဲ့တိုက်ရိုက်မဝယ်နိုင်ပါ6စိတ်ချမ်းသာမှု inner peace စိတ်တည်ငြိမ်ပြီးပျော်ရွှင်နေခြင်းဟာငွေထက်တန်ဖိုးရှိပါတယ်9ကောင်းသောနာမည် good reputation လူများကယုံကြည်လေးစားတဲ့နာမည်ကောင်းကိုငွေနဲ့မဝယ်နိုင်ပါ8ချစ်ချင်းမေတ္တာ true love စစ်မှန်တဲ့အချစ်ဟာငွေနဲ့မရနိုင်တဲ့အဖိုးတန်ဆုံးအရာအတူချုပ်ငွေရှိတာထက်ကျန်းမာရေးရှိတာကပိုအရေးကြီးတယ်အချိန်ကိုတန်ဖိုးထားသုံးရမယ်အချိန်ကိုငွေနဲ့မဝယ်နိုင်ဘူးမိသားစုနဲ့မိတ်ဆွေကောင်းတွေဟာအမှန်တကယ်ချမ်းသာမှုပါပညာနာမည်ကောင်းစိတ်ချမ်းသာမှုနဲ့အချစ်တို့ကငွေထက်တန်ဖိုးရှိပါတယ်